ရှုံးပွဲဆန်းနေမှုကိုရပ်တန့်ပြီးတန်တရားရှိသူတွေကိုအတန်တိတ်ပြဖို့စ조사ရမယ်တန့်စင်ပရိသတ်များလုံးပဲမင်္ဂလာများ234 Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြန်မာလူငယ်ဖိုင်တာတန့်စင်အတွက်အရေးကြီးတဲ့ပွဲကတော့ရောက်ရှိလွတ်လာခဲ့ပြီဖြစ်ပါတယ်ဝမ်မှာနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်ရလည်းမကောင်းထားတဲ့တန့်စင်အနေနဲ့ PR တွေများနေမှာတေးချပါတယ်တန့်စင်အနေနဲ့သူ့အပေါ်ဝေဖန်ထားသူတွေကိုရလန်းနဲ့တက်တည်ပြပြီးအတန်တိတ်အောင်လုပ်ပြနိုင်မလားစောင့်ကြည့်ရမှာပါတန့်စင်အားလာမယ့်ဧပြီလ18ရက်နေ့မှာကျင်းပပြုလုပ်သွားမယ့် One Friday Fight One of Fight မှာထိုင်းတွေးကြုံရင်ဖိုင်တာပတ်စုခွန်ပင်းနဲ့ရင်ဆိုင်သွားရမှာပါတိုက်ဆိုင်ပဲကစားမလို့စလုံးဟာရှုံးပွဲစနေတာချင်းတူနေတာကြောင့်ရေးပေါ်နိုင်ပွဲလိုအပ်နေတာချင်းလည်းတူနေတာဖြစ်ပါတယ်အသက်26နှစ်အရွယ်ပတ်စုခွန်ဝစ်ဟာအရက်9ပေ6လက်မှရှိပြီးအတွေ့အကြုံများသူပါ2023ခုနှစ်မှာဝမ်ကိုရောက်ရှိလာခဲ့တဲ့ပတ်စုခွန်ပင်းဟာအဖွင့်3ပွဲဆက်တိုက်အနိုင်ရထားပြီးလာချင်းကောင်းခဲ့တာဖြစ်ပါတယ်နိုင်ခဲ့တဲ့ပြိုင်ဘက်တွေထဲမှာကွန်ဒရာနီလိုထိပ်တန်းအဆင့်ရှိတဲ့ဖိုင်တာလည်းပါတာကြောင့်သူ့ကိုအများကြီးဖြစ်လာလိမ့်မယ်လို့မျှော်လင့်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့၄ပွဲဆက်တိုက်ရှုံးနေခဲ့ပြီးပွဲလည်းထက်မရတော့တာပါရှုံးပွဲဆက်ခဲ့တာကြောင့်အခွင့်အရေးထက်မရတော့တာလို့နားလည်နိုင်ပါတယ်ဒါကြောင့်လည်းမြန်မာပရိသတ်တွေဟာကိုဖိုင်တာတွေကိုအခွင့်အရေးထက်မရမှာဆိုလို့မရှုံးစေချင်ကြတာဖြစ်ပြီးဂီယိုနာဒေါသောနဲ့ဝေဖန်နေကြတာပါ2024ဘတ်ချ်လာတွေကပွဲပြောင်းနေခဲ့တဲ့ပတ်စုခွန်ဝင်းအနေနဲ့တနည်းချပြီးမှပွဲပြန်ရတာဖြစ်ပြီးတန်းစင်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်၄ပွဲဆက်ရှုံးလာတာကြောင့်ထပ်ရှုံးလို့ဖြစ်တော့တဲ့ပတ်စုခွန်ဝင်းတယောက်တန်းစင်တဲ့ပွဲမှာနိုင်ရဖို့ကြိုးစားလာမှာဖြစ်ပါတယ်တန်းစင်ကတော့လက်ရှိပါမြန်မာကလေးဘေးအတွက်အကောဖြစ်သူထွန်းလင်းမိုးနဲ့အတူမြေပြင်ဆင်းပြီးကိုယ်တိုင်ကိုကြလိုအပ်တဲ့နေရာတွေကိုကိုကြီးလှူဒန်းလျက်ရှိပါတယ်တန်းစင်တို့ပွဲကနေပြီးမန္တလေးဂရင်900အယိုးရောကဆေးအုံမှာတွားရောက်လူတန်းခဲ့သလိုတခြားသောနေရာတွေမှာလည်းကိုကြီးနေတာတွေ့ရတာဖြစ်ပါတယ်တန်းစင်ရဲ့ဝမ်းရလက်တွေကအနေအမြင့်အတက်အကျကျန်းခဲ့ပါတယ်တန်းစင်ဟာဝမ်းမှာအပွင့်တဲ့ပွဲဆက်လိုက်တိုင်းဖိုင်တာတွေကိုကြီးအပြတ်အသက်ဆော့ဘလော်တီးနိုင်ခဲ့တာဖြစ်ပါတယ်တန်းစင်ဟာဖွင့်ပွဲမှာဂျိုင်းစင်ကိုဘဲထောက်လက်သီးနဲ့လဲထိုးနိုင်ခဲ့သလိုဒုတိယပွဲမှာတိုင်းစောကျော်ကိုအောက်ခြေခတ်ချက်နဲ့မတ်မတ်တောင်မရနိုင်အောင်လုပ်ပြခဲ့ပြီးလက်သီးမိုးရွာပေးကဒိုင်ပွဲရက်နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်ထိုင်းတွေကိုကြီးအပြတ်ဖြုတ်ထားခဲ့တာကြောင့်တန်းစင်အပေါ်မျှော်လင့်ချက်တွေကလည်းမြင့်မားလွန်းသွားခဲ့တာပါဒီလိုနဲ့တန်းစင်ဟာကမ္ဘာအဆင့် K1 ရဲ့ဝေတန်း3ခုချန်ပီယံဟောင်းတာခဲလူစီကာဝါနဲ့ရင်ဆိုင်ခဲ့ရပါတယ်တန်းစင်ကိုပိုလီမဲကြီးစီခဲ့တဲ့ပွဲမျိုးဖြစ်ပြီးမြန်မာတွေမကားထိုင်းဂျပန်နိုင်ငံက World Championship ပရိသတ်တွေပါသူ့နာမည်ကိုတည်သွားခဲ့တာဖြစ်ပါတယ်တန်းစင်အနေနဲ့တာခဲလူကိုမနိုင်ပင်ပထမအချိန်မှာဖိနိုင်လဲပြီးအမှတ်စဉ်ရေခံရအောင်တော့ထိုးပြနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့တန်းစင်ဟာနောက်ဆုံးပွဲမှာတော့ကျွဲပေါက်ဆိုရီယန်လက်နဲ့ရင်ဆိုင်ခဲ့ရပါတယ်အာမနာနဲ့ပြောရင်ဒီပွဲကတန်းစင်တိုင်းကိုနိုင်ရမယ့်ပွဲဖြစ်ပြီးဂျပန်သွားခွင့်မှာရသွားနိုင်တာပါဘာလဲဆိုတော့တာခဲလူနဲ့ထိုးခဲ့မှုတဲ့သူဖြစ်တဲ့အပြင်ပြပောင်စင်လည်းကစားနိုင်တာမို့ဂျပန်ပွဲကိုတန်းစင်ပါဖို့ရများခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆိုရီယန်လက်ကနိုင်သွားခဲ့တာကြောင့်ဂျပန်သွားခွင့်ရသွားခဲ့တော့တာဖြစ်ပါတယ်တန်းစင်အနေနဲ့အမှတ်နဲ့ဆိုရင်နိုင်ကိုနိုင်ပါစေကြပါတယ်ဆိုရီယန်လက်ကတန်းစင်အနေကန်ချက်ကိုခံထားရလို့အမှတ်တက်တောင်ကောင်းကောင်းမြင်နိုင်တော့ပါဘူးဒါပေမဲ့ဒုတိယအချိန်မှာခြေနေကပြောင်းသွားခဲ့တာဖြစ်ပါတယ်နောက်ဆုံးတစ်ပွဲဆက်ရှုံးထားတဲ့တန်းစင်အနေနဲ့အရှုံးကိုရပ်တန့်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်သူ့ဘော်ဝေဖန်တဲ့နေကလည်းများသွားခဲ့ပါတယ်လက်ရှိမှာတန်းစင်ကတော့သူ့ရဲ့အနေအထားကိုကောင်းကောင်းကြီးပြင်ဆင်နေပါတယ်ကိုပိုင်တင်းနဲ့လှုပ်လှုပ်နေတယ်လို့ training မှာလည်းလိုအပ်ချက်တွေဖြည့်ဆည်းနေတာပါမာကိုပိုင်းကိုလေ့ကျင့်ထားပြီးခြေကန်ချက်တွေလည်းပိုကောင်းလာပါတယ်တန်းစင်ရဲ့ဘဲထောက်လက်သေးကပွဲသိမ်းနိုင်တယ်လို့များချင်းအနေကန်ချက်ကလည်းပြိုင်ဘက်ကိုအထိနာစေတဲ့လက်နဲ့တည်ဖြစ်ပါတယ်တန်းစင်လိုအပ်နေတာကမိုးရဲရည်တွေကစားနိုင်ဖို့ဖြစ်ပါတယ်အသက်အရွယ်ကလည်းငယ်အတွေ့အကြုံကလည်းနည်းသေးတာကြောင့်ဖြစ်ပြီးတပြည့်ပြည့်နဲ့ပိုကောင်းလာမယ့်သူမျိုးဖြစ်ပါတယ်တန်းစင်ရှေ့မှာရှုံးခဲ့တဲ့နှစ်ပွဲကိုကြည့်မယ်ဆိုရင်ပြိုင်ဘက်ထိုးလို့ထိသွားချိန်မှာဘာဆက်လို့ရမှန်းမသိပြသွားပြီးစိုင်းထိုးပြိုင်ထိုးပြီးလို့ရှုံးရတာမျိုးဖြစ်ပါတယ်ပထမအချိန်မှာတန်းစင်သားနေတက်ပေမဲ့ဒုတိယအချိန်မှာပြိုင်ဘက်ကဖွင့်ကစားလာပြီးဆိုရင်ကစားဟန်ပြောင်းသွားတက်တာကိုတန်းစင်ပြင်ဆင်ထားလောက်မှာပါတန်းစင်အတွက်လည်းဒီပွဲကအရေးကြီးပါတယ်သူ့ဘော်ဝေဖန်တန်တွေကိုနိုင်ပွဲနဲ့အတူအတန်တိတ်ပေးနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ